ဧရာဝတီတိုင်းဒေသကြီးပုသိမ်ခရိုင်တာပေါင်းမြို့နယ်ဇီးပြူကွင်းကျေးရွာအုပ်စုတောင်မျိုးပင်ကျေးရွာ၌မိသားစုတနိုင်တစ်ပိုင်းကြံစိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာကျွန်တော်တို့တာပေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများကကြံစိုက်ပျိုးသူတဦးနှင့်ယခုလိုပဲတွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်ခင်ဗျာဇီးပြူကွင်းအုပ်စုတောင်မျိုးပင်ကျေးရွာမှာကြံစိုက်တောင်သူမမီဖြစ်ပါတယ်မိသားစုတစ်ပိုင်တစ်တိုင်းအခုကတော့အပင်900လောလောဆယ်ရှင်သန်နေပါတယ်အခုဆက်စိုက်တာကတော့အပင်300ရှိပါတယ်စုစုပေါင်းအပင်800ရှိပါတယ်မိနစ်က9လပိုင်းမှာဆက်စိုက်ပါတယ်တနွေလုံးကိုတော့ကျွန်မရေလောင်းရပါတယ်ပေါင်းတင်ရပါတယ်အခုမိုးကြတဲ့အခါကျတော့တနစ်သားလည်းဖြစ်ပါပြီဒါကြောင့်မလို့ပြန်ပြီးတော့ရောင်းနှန်းလဲဝင်ပြီးပေါ့နော်ရောင်းနှန်းလဲဝင်ပြီးဆိုတော့အခုမိုးကြပြီဆိုတော့ပြန်ပြီးမရောင်းတော့ဘဲနဲ့ပြန်ပြီးတော့စေးကျွေးပေါင်းတင်ပြီးတော့ပြန်ပြီးတော့ထားပါတယ်တပင်ကို2000ရောင်းပါတယ်အခုဆိုလို့ရှိရင်ကျမတို့ဇီးပြူခွေးတောင်မျိုးပင်ပေါ့နော်ဟိုယာနီ6ဆက်ကလေးတွေကတော့အမြဲလာဝယ်ပါတယ်ဟုတ်ကဲ့စိုက်နီးရတော့ကျမကတော့ဟိုပေါ့နော်တပင်ကို6လက်မှ9လက်မှလောက်တော့ဖြတ်လိုက်တယ်ဖြတ်ပြီးလို့ရှိတော့ဘောင်ဆွရတယ်ဘောင်ဆွပြီးတော့သူ့ကို9လက်မှလောက်ဒီအနက်ကလေးလုပ်ပြီးတော့သူ့ကိုထည့်ပြီးတော့စိုက်ပါတယ်ဒီသတင်းကိုတာပေါင်းမြို့နယ်ပြန်ဆက်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ